ရှင်မောကလန်လောင်းရတရားရိုက်နေတာတော့မှအဖေနဲ့မိတဲ့အဖေတို့မိတို့ကလူလောကမှာမနေရတော့လို့လေကိစ္စမရှိဘူးအသက်ကြီးပြီဟိုတေးပြောပြီပေါ့မှန်ရလားငါသားလေးကလူလောကမှာရှေ့မှာလူလုတ်เสียအများကြီးကြံသေးတယ်အရွယ်တွေလည်းရှိသေးတယ်ငါသားလွတ်အောင်ပြေးမိဘနှစ်ပါးကဒီလိုပြောတာဒါကြောင့်မလို့မိဘရဲ့မေတ္တာတရားကိုအဲ့ဒီတစ်ချက်ကိုမြင်အောင်ကြည့်လိုက်စမ်းပါမှန်ရလားအမေမေတ္တာလသနာနဲ့ပမာနိုင်ဆိုမပြောလို့ဘူးထိုလတိမ်လွားလွှမ်းတက်လို့တဲ့မိဘမေတ္တာတရားကိုကောင်းငင်လာကြီးနဲ့လည်းနှိုင်းရှင်မနေနဲ့အဲ့ဒီလအေးတာလင်းတာပဲတခါတရံတိမ်ဖုံးလိုက်တော့အဲ့လကြီးမကွယ်သွားဘူးလားမိဘမေတ္တာသားသမီးပေါ်မှာကွယ်ရိုးရှိလားမရှိပါဘူးတဲ့မှန်ရလားအမေမေတ္တာဇက်ရည်ပြနဲ့ပမာနိုင်ဆိုမပြောလို့ဘူးထိုစမ်းတွေမှာခန့်တတ်လို့ဟောစမ်းရည်အေးတယ်နဲ့ပြောတာရေခဲတစ်တာတွေကရေခဲတုံးကြီးဘလောက်ပဲအေးတယ်ပြောပိုက်ထဲကြောင်သူကပူတာပဲမပူဘူးလားအေးမိဘမေတ္တာကတော့တဲ့စမ်းရည်ပြတဲ့အေးတာပေါ့စမ်းရည်ပြအေးတယ်ဆိုတာကအေးယုံမဲ့အေးတာလေနွေရာသီရောက်တော့မခံဘူးလားသားသမီးရဲ့ပေါ်မှာထားတဲ့အဖေမေတို့ရဲ့မေတ္တာကြတော့နွေရောမူရောဆောင်းရောခမ်းရိုးထုံးစံရှိသလားသားဆိုသမီးဆိုပြည့်ရိုးထုံးစံကိုရှိသလားအေးဒါကြောင့်မလို့မွေးထားတဲ့သားသမီးတွေကရှီပဲတိုးလက်ပဲတိုးမျက်စိပဲကန်းဘာပဲဖြစ်နေမွေးခဲ့တဲ့အဖေနဲ့မေတွေကတော့ရှစ်တာပဲသဘောပေါက်သလားအေးဇနီးမယားခင်မုန်းဆိုတာကတော့ဒီမိန်းမလှတော့တော့ရှစ်မှာပေါ့ဒီယောက်ျားရှာကျွေးနိုင်တော့ရှစ်မှာပေါ့ဒီယောက်ျားကျိုးပြီးပဲ့ပြီးဒီမိန်းမအစွန်းအားနာမကြဖြစ်ပြီးဆိုတော့အိမ်တော်ကြီးကတစ္ဆာရှိနိုင်ရမလားဘလောက်ပဲအိမ်တော်ကြီးရှစ်တွေကဘလောက်ပဲခိုင်မြဲတယ်ပြောမိဘနှစ်ပါးရှစ်လောက်တော့မခိုင်မြဲပါဘူးတဲ့သဘောပေါက်သလားရှင်းတယ်နော်အေးဒါကြောင့်မလို့ဒုတိယနာပရိသတ်ပေါင်းသူတော်ကောင်းမှာရှင်မောက်ကလန်လောင်းရိုက်လိုက်တာဖေးမေကောင်းလေးကိုယ်နှစ်ဖူးတွေပြည့်သွေးတွေတန်ယိုနဲ့တနာစရာမကောင်းဘူးလားလူဖြစ်လာကစားတဲ့ကနေပြီးတော့မိဘတွေကသားသမီးတွေပေါ်တောင်းဝန်ကြည့်တယ်နော်မကြည့်ဘူးလားကြည့်လားမွေးခဲ့တယ်မွေးပြောပြစ်ထားတာဟုတ်လားမဟုတ်ဘူးကျွေးမွေးစောင့်ရှောက်နှုတ်ကြိုတိုက်ကျွေးပါသေးတယ်မှားရလားရှိပါတော့လည်းမယုံမရှာသေးပေါက်တော့လည်းမယုံမပြုစုဘူးလားမစောင့်ရှောက်ဘူးလားစောင့်ရှောက်တယ်မင်းတို့ငါတို့တွေဖေနဲ့မေနဲ့နေမကောင်းလို့ဘယ်နှခါရှိကြုံဘူးဟမ်ဘယ်နှခါကျင်ကြီးကျင်ငယ်ကင်ဘူးလဲမိဘရဲ့ကျင်ကြီးကျင်ငယ်ကင်ဘူးလားကင်ဘူးမူတာဝါဒမသုံးနဲ့နော်အေးမကင်ဘူးဟုတ်ပြီမကင်ဘူးအဖေနဲ့မေနဲ့မင်းတို့ရှိတယ်မင်းတို့မစင်နေသေးတယ်ကင်နေနော်ယွန်းလားဘာဖြစ်လို့မယွန်းတာလဲရှစ်တာကိုရင်ရဖွားတဲ့သားသမီးလေးမရှစ်ဘူးလားတခြားလေးကိုချင်းစာဒီချိန်မှာဖေနဲ့အိမ်ရဖေနဲ့မေနဲ့ကအသက်80 80ရွယ်ရောက်လာပြီဆိုလို့ရှိရင်ငါတို့ခလီးဝခလီးတဲ့ဆိုတယ်ဘာလို့ဆိုအားလည်းမရှိတော့ဘူးလေမှတ်ရလားခွန်အားလည်းကုန်နေပြီအတိညာဉ်တွေလည်းထိုင်းလာပြီအလုတ်ကင်လည်းမလုံနိုင်ဘူးသားသမီးတွေရှာမကျွေးနိုင်ရင်ဆင်းရဲတဲ့မိဘတွေစားရဖို့မလွယ်ဘူးလွယ်ရလားအဲ့တော့ငါတို့တွေကမိဘတွေကိုရှီတုံးမှာဘာလို့မလဲကျွေးပါပေးပါစောင့်ရှောက်ပါပြုစုပါစိတ်ချမ်းသာအောင်ထားပါရှီတုံးမှာဘာလို့မှလဲကျွေးပါပြုစုပါလှုပ်ကျွေးပါစောင့်ရှောက်ပါအဲ့တော့မိခင်ဘဝမှာကိုဝင်လွယ်ပြီဆိုတဲ့ကနေတော့တွက်ကြည့်လိုက်6လလွယ်10လဘွားဒီနေ့တူကဒီကိုယူလွယ်ထားတာနဲတဲ့ဝန်ဟုတ်ရဲ့လား6လ10လစသည်တမိုးကြည်ပြူနေတဲ့ဆောင်ရွက်မကွာကျင်နာတနာတရုတာကိုမွေးဖွားပြီးတတ်တော့ကြောင့်မိဘဆိုတဲ့ဂုဏ်တရားများတယ်တဲ့ဟော6လ10လမွေးဖွားပြီးကြရတယ်မွေးဖွားပြီးရောလည်းပဲအသက်ကိုတရေပြီးတော့မွေးရတယ်တဲ့မွေးဖွားတဲ့အချိန်မှာခမသိရင်သိစေနိုင်တယ်တဲ့မသိနိုင်ဘူးလားသိနိုင်တယ်ကျေးဇူးများတယ်ဒါကြောင့်မလို့မွေးပြီးရောလည်းပဲသုံးသရာပြောလို့လူတစ်လုံးဖြစ်လောင်တော့မိဘတွေကစောင့်ရှောက်သေးတာပဲဒါကြောင့်မလို့ရှင်မမောက်ကလန်လောင်းကတော့ဟိုမှာမရမရဲ့စကားကိုနားထောင်ပြီးတဲ့ခါကျတော့ရိုက်တာပေါ့ဖေနဲ့မေကိုမရိုက်ဘူးလားရိုက်လားမိဘကိုရိုက်လို့ငရေကြီးမယ်ဆိုတာသူကောင်းနဲ့ရှိလားအကုသို့ဖြစ်တယ်ဆိုတော့သူကောင်းနဲ့ရှိသေးလားမရှိဘူးဆိုတာခေါင်းကမှုန်နေပြီလေသဘောပေါက်လားအေးဒါကြောင့်မလို့မရမရဲ့စကားကိုလိုက်ပြီးတော့မိဘကိုရိုက်နေခဲ့ပေမဲ့လို့ဖေဒီမေတွေကငါတို့ကိုကဲပါစေပါလို့မအော်ဘဲနဲ့ငါသားလေးလွတ်အောင်ပြေးပါဆိုတဲ့အတန်ကိုကြားရတော့ရရင်နဲ့သူလည်းပဲအတိဝင်လာတယ်။အော်ငါဖေနဲ့မေကငါ့ကိုဒီလောက်ရှစ်ပါလားမသိဘူးလားသိသွားလားသိတဲ့အခါကျတော့အဲ့ဒီအချိန်မှာပဲပြိတ္တရေဖေဒီမေတွေကိုမရိုက်တော့ဘဲနဲ့လေဘောပြန်တင်ဖေတို့မေတို့ကိုဒီကနေ့ဒီရှင်ရစပြီးတော့ဖေတို့မေတို့တက်ရှိထင်ရှား
နေစဉ်ကာလပတ်လုံးဒါစိတ်ချမ်းသာအောင်ထားပါမယ်ပြုစုပါမယ်လှုပ်ကြွေးပါမယ်ဆုံးရှုံးပါမယ်ဆိုပြီးတော့မှအိမ်မက်ပြန်ခေါ်ပြီးတော့ပြုစုလှုပ်ကြွေးဆုံးရှုံးတယ်တဲ့ရတတ်ပံအဲ့တော့ပြုစုလှုပ်ကြွေးတာကကုသိုလ်တစ်မျိုးစိုးစိုးကရိုက်ခဲ့တာကအကုသိုလ်တစ်မျိုးတူသလားအကျိုးပေးရတူပါမလားအကုသိုလ်ရဲ့အကျိုးကဆိုးကျိုးလာလိမ့်မယ်ကုသိုလ်ရဲ့အကျိုးကကောင်းကျိုးလာလိမ့်မယ်အဲ့ဒီနှစ်ခုအလဲထက်လို့ရသေးလားမရဘူးနော်ဒါကြောင့်မလို့ဒုတိယနာပြိတ္တပေါင်းသူတော်ကောင်းများဖေဒီမေတွေကိုစိတ်လိုက်မှန်ပါဟုတ်လားအပြစ်တွေကိုမသိတဲ့ခါကျတော့တခါတရံမှာစိတ်တိုင်းမကြတဲ့ခါကျတော့အော်ခဲ့တာတွေစူခဲ့တာတွေပြုတ်ဆူခဲ့တာတွေရှိကောင်းရှိမှာပဲရှိခဲ့မယ်ဆိုရင်လည်းပဲဘယ်ချိန်တော့ပြောခဲ့အခုချိန်မှာအချိန်မီသေးတယ်ကတော့တောင်းပန်လို့မရဘူးလားအေးအဖေနဲ့မင်းတွေကမရှိတော့လို့ကွယ်လွန်သွားပြီဆိုလို့ရှိရင်တဲ့အဖေတို့မိတို့ရဲ့တပ်ပုံလေးကိုရှေ့မှာရှားပြီးတော့ဖေတို့မိတို့ကိုအာယုံပြုပြီးကတော့တောင်းပန်ရသေးတယ်သဘောပေါက်သလားဒါပေမဲ့အဖေကိုမိကိုစိုးစိုးကရှင်မောက်ကလည်းအလောင်းကြီးကဒုံးနဲ့ရိုက်တာဆိုတော့သူကတောင်းပန်လို့မရဘူးတောင်းပန်လို့ရလားမရဘူးဒါကြောင့်မလို့တရားနဲ့တဘောတိုင်တိုင်သူများရိုက်တတ်လို့ပဲတရားပါတယ်တဲ့သဘောပေါက်သလားဒါကြောင့်မလို့အဖေဒီမိတွေကိုမပြတ်မနဲ့ဘယ်သူကိုမပြတ်မနဲ့အေးမိဘမေတ္တာကိုနားလည်ပြီလား